Hello မင်္ဂလာပါရှင်။ Okay January ရကုန်တော့မယ် February လာတဲ့ကိုရောက်တော့မှာဆိုတော့ကိုတို့ February ရဲ့အခြေလေးဖတ်ရအောင်ပေါ့နော် February ကဘာလာထိုင်းလေးရှိတာဆိုတော့ကိုတို့ဒီလောက်မှာရောအခြေအနေနဲ့ဘယ်လိုရှိမလဲပေါ့နော် single ရော relationship တွေရောခြုံငုံပြီးတော့ကြည့်လိုက်မယ်ပေါ့နော်။ဆိုတော့ခိုင်းလို့ပဲ Pine 1 and Pine 2နှစ်ခုရှိပါမယ်။ဒီခုချပေးမဲ့ဖိကဖိုင်းလေးတွေကနေလေရေးလို့ရတယ်လို့မျိုးဗီဒီယိုရဲ့အရှိမပေးထားတဲ့ပုံလေးတွေကနေလည်းရေးလို့ရပါမယ်ရှင်1 and 2ပိုင်းမျိုးရွေးတဲ့အချိန်မှာကိုခိုင်းပြောသလိုပဲအသက်ကိုဝါဝါရှုပြီးတော့ calling ဖြစ်နေတဲ့တပုံကိုပဲရွေးလိုက်ပါဒါကမင်းကြားဖို့လိုအပ်နေတဲ့ message ဖြစ်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ထုံးစံအတိုင်းcurrent energy ကိုအရင်စစ်ပေးမှဖြစ်တဲ့အတွက်အရင်ကြီးတော့စိတ်ဖိစီးမှုမရှိပါနဲ့အဲ့ဒီမှာကိုက်နေတယ်ဆိုရင်ဒါမင်းအတွက်ပဲမဟုတ်ဘူးဆိုရင်နောက်ထပ်ပိုင်းတစ်ခုထပ်ရွေးတာမျိုးသို့မဟုတ်ကြော်သွားတာမျိုးလုပ်လိုက်ပါပေါ့နော်ဆိုတော့ by 1ကိုစားရအောင် Page of Swords Page of Swords ပိုင်း1တွေကလက်ရှိမှာပေါ့နော် source energy ဖြစ်တဲ့အတွက်ကြောင့်မို့လို့အတွေးတွေလွန်နေတာဒါမှမဟုတ်တစ်ခုကိုပြက်သားသားရွေးချယ်ထားတာလမ်းစာတစ်ခုတွေ့ထားတာဘဝမှာအသစ်တစ်ခုစတင်ထားတာမျိုးတွေကိုတွေ့ရတယ်Page message ကိုကြည့်လိုက်ဒါကိုလက်နှစ်ဖက်နဲ့စုပ်ထားတယ်ပြီးတော့တစ်ခုခုကိုသူမျှော်ကြည့်နေတယ်ဆိုတော့သူတစုံတစ်ခုအကြောင်းအရာသတင်းစကားတစ်ခုခုကိုမျှော်လင့်နေတာမျိုးတယောက်ယောက်ရဲ့ reply ဒါမှမဟုတ်တစ်ခုခုကိုစောင့်နေတာမျိုးပေါ့နော်အဲ့ဒီတစ်ခုအပေါ်မှာမူတည်ပြီးတော့ငါကဆုံးဖြတ်ချက်ပြက်သားသားချတော့မယ်ဆိုတာမျိုးအားတင်းထားတာမျိုးအားခဲထားတာမျိုးတွေ့ရတယ်အခုရပိုင်းနေမှာကိုယ့်ရဲ့ဖိုင်ဝမ်တို့ကအရင်ကထပ်ပို့ပြီးတော့အတွေးခေါ်တွေကောင်းလာတာမျိုးတွေရှိမယ်အရင်ကထပ်ပို့ပြီးတော့ဆက်ဆံရေးတွေကောင်းလာတာမျိုးအရင်ကထပ်ပို့ပြီးတော့တစ်ခုခုဆိုရင်သိကျင်စိတ်တွေပိုများလာတာမျိုးဒီလိုမျိုးတွေလည်းရှိလိမ့်မယ်ပေါ့နော်ဆိုတော့တချို့တွေတိတ်ပြီးတော့ဒီပိုင်းကိုရွေးတဲ့သူတွေအသက်အရွယ်အပြင်တိတ်ပြီးတော့မကြီးသေးတာမျိုးတစ်ခုခုတင်ယူနေစေကာလမှာရှိတဲ့သူတွေတင်ယူဖို့စ조사နေတာဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့ new idea တွေကိုဖော်ထုတ်ဖို့စ조사နေတာအသုံးချဖို့စ조사နေတာဒီလိုကာလတွေဖြစ်လိမ့်မယ်ပေါ့နော်ဘယ်လိုပြောရမလဲအမြင်တွေအတွေးအခေါ်တွေအားလုံးကလက်ဆက်နေရမျိုးဒီအချိန်မှာပေါ့နော်ဆိုတော့ဒီ page ကပေါ့နော် page of sourceဒီအချိန်မှာတခုခုကိုအရန်နေပြောဆိုနေတာကိုယ့်ရဲ့မြင်တွေကိုထုတ်ပြောပြီးတော့ကြတော့ဆွေးနွေးတိုင်ပင်နေတာထက်ဘာလို့သင့်လဲဆိုတော့များများနားထောင်တာကလည်းမင်းအတွက်အကောင်းဆုံးဖြစ်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ် question ပေါ့နော်မေးခွန်းတွေကနေရာတိုင်းမှာရှိတယ်အဲ့ဒီကနေပြီးတော့မင်းအမှန်တရားတွေကြားရနိုင်တယ်ဆိုတာမျိုးကိုလည်းဒီမှာတွေ့ရတယ်ပေါ့နော်တခုခုကိုစောင့်နေတယ် Facebook ကိုရှာနေတယ်ဆိုတဲ့သူမျိုးတွေတစုံတစ်ယောက်စီကနေဒါမှမဟုတ်တစုံတစ်ခုစီကနေဒါမှမဟုတ် platform တစ်ခုကနေ situation တစ်ခုကနေများများနားထောင်ခြင်းအပြင်အဖြေရလာလိမ့်မယ်ဆိုတာမျိုးကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့စကားလုံးတွေဟာအရန်ကိုမှစွမ်းအားရှိတဲ့ tool တစ်ခုဖြစ်တယ်လက်နက်တစ်ခုဖြစ်တယ်ဒါကြောင့်မို့လို့မင်းအနေနဲ့ဂယုစိုက်ပါကိုပြောတဲ့အချိန်မှာလည်းဂယုစိုက်တယ်လို့မျိုးသူများပြောလိုက်တဲ့စကားလုံးတွေကိုနားထဲကနေတစင်ကိုခေါင်းထဲကိုရောက်သွားပြီးတော့ကို energy တွေကိုဖြန့်ဝင်သွားစေမယ်စကားလုံးတွေကိုနားထောင်တဲ့အချိန်မှာလည်းတေချာလေးဂယုစိုက်ဖို့လိုတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါက5-1နေရဲ့လက်ရှိ current energy ဖြစ်တယ်ပေါ့နော်ဒီကို oracle လေးနဲ့ထပ်ပြီးတော့ confirm ပေးမယ်အဲ့ဒီမှာကိုက်ညီမှုရှိရဆိုရင်ဒါဟာ5-1တွေအတွက်5-1ကိုမြင်ရွေးချယ်လိုက်တာမြင်အတွက်ဖြစ်တယ်ဆက်ပြီးနားထောင်ပေါ့နော် February ရဲ့အခြေအနေမြစ်တာရေးကဘယ်လိုရှိမလဲဒီမှာလဲ new adventure လို့ပဲပြောတယ်ပေါ့နော်အသစ်တွေကိုစွန့်စားကျင်နေတယ်အသစ်တွေကိုလက်ခံဖို့အတွက် ready ဖြစ်နေတယ်ဆိုတာမျိုး relationship ထဲမှာရှိနေတဲ့သူတွေဆိုရင်လည်းသူနဲ့ကိုယ်နဲ့ကြားထဲမှာရှိနေတဲ့ pattern အသစ်တွေကိုလက်ခံဖို့စဉ်းသင့်ဖြစ်နေတာမျိုး single လေးတွေဆိုရင်လည်းချစ်သူကြီးစားထားဖို့စဉ်းသင့်ဖြစ်နေတာမျိုးဒီလိုမျိုးအစဉ်သင့်ဖြစ်နေတဲ့ကာလတစ်ခုကိုရောက်နေတာဆိုတော့ဒါက current energy ဒီအထိမှန်နေဆိုရင်ကိုတို့ဆက်ကြည့်ရအောင် February လမှာကိုယ့်ရဲ့5-1နေရဲ့အခြေအနေကဘယ်လိုရှိမလဲ5-1နေရဲ့ February အခြေအနေပြောပြပေးပါရှင်page of card page တွေပဲအများများနေတယ်ရော and the high priestess
Seven of Cups King of Pentacles ဆိုတော့ပေါ့နော် February လမှာကိုယ့်ရဲ့ Pi 1နေအနေနဲ့ကတော့ဘယ်လိုပြောရမလဲအစတင်ခြင်းတွေရောရွေးချယ်မှုတွေရောလျှို့ဝှက်နေတာတွေရောစုံနေမယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ Page of Cups က single တွေအတွက်ကိုအရင်ပြောပေးမယ်ပေါ့နော်။ single တွေ relationship တခုကိုစတင်ဖို့အတွက်အဆင်သင့်ဖြစ်နေတာမျိုးဒီမှာလဲ Page of Swords ကို current energy မှာမြင်ခဲ့ရတာဆိုတော့သတင်းစကားတစ်ခုစောင့်နေတာမျိုးဒါမှမဟုတ်သူ့ဘက်ကနေကိုယ်ကိုစတင်ပြီးတော့ဖွင့်ပြောလာဖို့ကိုစောင့်နေတာမျိုးကိုရိုင်းကဖွင့်ပြောထားတဲ့သူဆိုရင်လဲသူ့ဘက်ကနေအဖြေတစ်ခုစောင့်နေတာမျိုးဒီလိုမျိုးတွေရှိနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ Pi 1တို့ကစောင့်နေတယ်လို့မျိုးဒီ February လာထဲမှာ single တွေစီကိုတစုံတစ်ယောက်ကဖွင့်ပြောလာတာဒါမှမဟုတ် message ပို့လာတာဖုန်းဆက်လာတာဒီလိုမျိုးပေါ့နော်သူ့ဘက်ကစတင်ပြီးတော့offer ပေးလာတာမျိုးတွေတစ်ဖက်ကစတင်ပြီး offer ပေးလာတာမျိုးတွေရှိလိမ့်မယ်ဆက်သွယ်ပြတ်နေတဲ့သူတွေ cross လိုမျိုးအဲ့လိုမျိုးပေါ့နော်တယောက်တည်းအခုထိ single ပဲဒါပေမဲ့မျှော်နေတဲ့သူရှိတယ်ဆိုရင်အဲ့ဒီမျှော်နေတဲ့သူရှိကနေဆက်သွယ်မှုတွေရောက်လာဖို့ရှိတယ်သူနဲ့ပတ်သက်ပြီးတော့ဆက်သွယ်လာတယ်ဆိုရင်တောင်မှပဲဒီ February ထဲမှာတော့တက်သားတဲ့ဆုံးဖြတ်ချက်ချဖို့ကတော့နည်းနည်းလေးခက်ခဲလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ Hybridus အရာဖုံးကွယ်မှုတွေရှိရပေါ့နော်။ဟိုသူ့ဘက်မှာတော့၎င်းမင်းဘက်မှာတော့၎င်းမြင်နေရတဲ့ဒီရှေ့မျက်နှာစာကလကာလေးရှေ့မျက်နှာစာလေးတွေမဟုတ်ဘဲနဲ့အဲ့ဒီကလကာရဲ့နောက်မှာဖုံးကွယ်ထားတဲ့အရာတွေရှိနေသေးတယ်။ဒါကြောင့်မို့လို့အချိန်ယူအောင်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော် Hybridus အရာသူကအစကတည်းကမင်းတိတ်လေးသဘောကျနေခဲ့ရသူဒါမှမဟုတ်ဟိုတစ်ဖက်ကမင်းကိုအရင်ကတည်းကတိတ်လေးသဘောကျနေခဲ့တယ်ဒါပေမဲ့လည်းနှစ်ယောက်သားကြားထဲမှာလျှို့ဝှက်ချက်တွေဟိုကန့်သက်ထားတဲ့အရာတွေဖုံးကွယ်ထားတဲ့အရာတွေဒါတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ဟိုအဝေးကနေစောင့်ကြည့်နေရတဲ့ဆက်ဆံရေးမျိုးအဲ့ဒီလိုမျိုးပဲ7 of cup အရာတယောက်တည်းရှိနေတာမဟုတ်ပဲねရွေးချယ်စရာတွေကလည်းရှိနေတဲ့အချိန်မှာဘသူကငါ့အတွက်အကောင်းဆုံးဖြစ်မလဲဆိုတဲ့ရွေးချယ်မှုတွေဒီ February ကထဲမှာလုပ်ဖြစ်လိမ့်မယ်အဲ့ဒီရွေးချယ်မှုတွေလုပ်နေရင်းနဲ့ပဲဟိုဘယ်လိုပြောရမလဲကိုယ်တိုင်ကဘသူ့ကိုရွေးရမလဲဝေခွဲမရစိတ်ကူးရင်ဖြစ်နေရင်းနဲ့ပဲ King of Pentacles ရဲ့ energy နဲ့တယောက်ကိုအတီတကြရွေးချယ်မိသွားလိမ့်မယ်လက်တွေ့ကြတည်ငြိမ်တဲ့သူမင်းကိုတကယ်တာဝန်ယူနိုင်မဲ့သူမျိုးကိုဦးစားပေးပြီးတော့ရွေးချယ်ပြလိုက်မယ်ပေါ့နော်ဆိုတော့အခုကတော့ကိုယ်လာပြီးတော့သဘောကျနေတဲ့သူတွေအများကြီးရှိနေတဲ့ single လေးတွေအနေနဲ့ပေါ့နော်ကိုတိုင်ကလည်းအဲ့ဒီထဲမှာ2ယောက်3ယောက်ကိုတော့ပြန်ပြီးတော့စိတ်ဝင်စားသလိုရှိတယ်ဒါပေမဲ့ဘသူ့ကိုရွေးလို့ရွေးရမယ်မသိဘူးဆိုတဲ့သူတွေကဘာလုပ်ဖြစ်မလဲဆိုတော့ကြတော့ King of Pentacles ရဲ့ energy ကိုအခြေခံပြီးတော့ရွေးချယ်ပြလိုက်မယ်ဒါကပါလဲဆိုတော့အဲ့ဒီသူရဲ့ရုပ်ရည်ယူပကဥပမာဟိုလှနေရမျိုးနှုတ်ဖတ်ချောမွန်နေရမျိုးထပ်ပဲယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အဲ့ဒီတစ်ဖက်သူကကိုကာကွယ်ပေးနိုင်မှာလားသူအလုပ်အကင်ကကောင်းရဲ့လား King ဆိုတော့သိရမလားဦးစီးဦးဆောင်လုံနိုင်စွမ်းရှိရဲ့လားသူ့ကိုယ်ကငါရွေးချယ်လိုက်မယ်ဆိုရင်ငါရဲ့အနာဂတ်ကကောင်းမွန်မှာလားဒီလိုမျိုးတွေကိုအခြေခံပြီးတော့အများကြီးရွေးချယ်ပြလိုက်မယ်ပေါ့နော်အများကြီးကိုအခြေခံပြီးတော့ရွေးချယ်ပြလိုက်မယ်ပြောတာဆိုတော့ဘယ်လိုမျိုးလဲဆိုတော့အရင်တုန်းကလိုမျိုးသိရမလားတွဲရုံလေးပဲငါတို့တွေခဏလေးတွဲကြည့်ကြမယ်အပျော်ဆိုတာမျိုးမဟုတ်ဘဲနဲ့ဒီတစ်ခေါက် February ထဲမှာရေးစားထားပြမယ်လက်ခံပြမယ်ဆိုရင် long term ရေရှည်အထိသူနဲ့ပဲသက်ဆုံးတိုင်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ပဲထားပြလိုက်မယ်အဲ့ဒီလိုပုံစံမျိုးနဲ့ပဲရွေးချယ်ပြလိုက်မယ်ဆိုတော့အခုလက်ရှိဒီ reading ကိုကြည့်နေတဲ့အထိရွေးချယ်ရတွေခတ်ပြီးတော့ဘယ်သူကိုရွေးလို့ရွေးရမှန်းမသိဘူးဘာလို့လုပ်ရမှန်းမသိဘူးဆိုတော့ဖြစ်နေတဲ့သူမျိုးတွေ February လထဲမှာတယောက်ကိုအတီတကြရွေးချယ်ပြလိုက်မယ်အဲ့ဒီရွေးချယ်လိုက်တဲ့သူကလည်းမင်းအတွက် long term ပေါ့နော်ရေရှည်အထိအနာဂတ်ကိုတာဝန်ယူပေးနိုင်တဲ့သူမျိုးဖြစ်လိမ့်မယ်ဆိုတော့ကောင်းသောရွေးချယ်မှုမျိုးဖြစ်ပါလိမ့်မယ်ရှင်ဆိုတော့ oracle လေးနဲ့ထပ်ပြီးကြည့်အောင်ဆိုတော့ဒီမှာလဲဗာပြောနေလဲဆိုတော့ကိုတန်ဖိုးထက်ရော့တဲ့အရာတွေကိုဟိုလက်မခံနဲ့မရွေးချယ်နဲ့ဆိုတာကိုပြောနေတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ Pi 1တို့ကိုယ်တိုင်ကိုကရီမန်းချက်ကနည်းနည်းလေးမဟုတ်ဘူးများများကြီးမြင့်နေဆိုတဲ့သူမျိုးတွေပေါ့နော်ဘယ်လိုပြောရမလဲကိုယ့်ရဲ့ချစ်သူဖြစ်လာမဲ့သူမျိုးကဘယ်လိုရည်ချင်းတွေရှိရမယ်ဘယ်လိုမျိုးပုံစံရှိရမယ်ဆိုတာကိုအစကတည်းကတတ်မှတ်ပြီးသားဖြစ်တယ်တဲ့မင်းတတ်မှတ်ထားသလိုမျိုးပဲမင်းဟာအဲ့ဒီလိုမျိုးဟိုတန်ဖိုးရှိရဲ့ကိုနဲ့ထိုက်တန်တဲ့အရာတွေနဲ့ဘယ်လိုပြောအဲ့ဒါကိုနားလည်အောင်ပြောပြမယ်ကိုတတ်မှတ်ထားတဲ့စံနှုန်းထက်ရောတဲ့သူတွေကိုရှိကိုဝင်လာမယ်ဆိုရင်လက်မခံနဲ့ဒါကိုပြောချင်တာမင်းကလည်းမင်းတတ်မှတ်ထားတဲ့စံနှုန်းတိုင်းမင်းကထိုက်တန်တဲ့သူဖြစ်တယ်ဒါကြောင့်မို့လို့ဟိုကိုထိုင်နဲ့ကိုကန်ဆိုပြီးတော့သိရမလားရောက်လာတဲ့သူကိုကိုစံနှုန်းနဲ့မညီပဲနဲ့
ကဲဒါဒီလူကပဲငါတော့ဖြစ်လို့နေမှာပါလေဆိုပြီးတော့ရော့ရဲပြီးတော့ကိုတန်ဖိုးကိုချပြီးတော့ကြတော့လက်ခံလိုက်တာမျိုးမလုံးနဲ့တဲ့မင်းကလည်းတန်ဖိုးရှိတဲ့သူဖြစ်တယ်အဲ့ဒါကြောင့်မို့လို့တန်ဖိုးရှိတဲ့သူနဲ့ပဲထိုက်တန်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့တန်ဖိုးကို short ပြီးတော့ချစ်တာမျိုးရွေးချယ်လိုက်တာမျိုးမလုပ်ပါနဲ့တဲ့ဒီ February ထဲမှာရွေးချယ်မှုလုပ်တော့မယ်ဆိုရင်ဒါကိုသတိထားရမယ်ပေါ့နော်ဆိုတော့ဒီအခြေဆိုတာကစိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေသလိုမျိုးအခက်အခဲတွေလည်းရှိမယ်ပျော်စရာတွေလည်းရှိမယ်ဒါခရီးတစ်ခုဆိုတာကိုလက်ခံနိုင်ရမယ်ပေါ့နော်အသေးကွဲတယ်ဆိုတာကလေကိုတို့လူဘဝမှာရှောက်လန်းနေတဲ့ခရီးထဲမှာအစိပ်ပိုင်းတစ်ခုအနေနဲ့ပါဝင်လာတဲ့ကိစ္စတစ်ခုပဲဖြစ်တယ်ဒါကိုမင်းကြော်လွှားနိုင်တယ်အရန်ကြီးစိုးရင်ကိုပန်နေဖို့မလိုဘူးဆိုတဲ့ message လေးကိုပါတစ်ခါတည်းပေးထားတာပေါ့နော်ဒါကတော့မင်းကိုမင်းရဲ့ angel က guidance ပေးနေတာဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒါ single တွေအတွက်ပြောတာဟုတ်ပြီ relationship သမားတွေအတွက်ရောကြည့်အောင် relationship သမားတွေအတွက်မှာလက်ရှိမှာအဆင်မပြေဘူးတယောက်နဲ့တယောက်အခေါ်ပြောမရှိဘူးဝေးကွာနေရဆိုတဲ့သူတွေအဆက်အသွယ်တွေပြန်ရမယ် facial cover ရပေါ့နော်ဆိုတော့hybridus အရာနားလည်မှုတွေလွဲတယ်ထားရရှိရသူပြောတာကတခြားကိုယူလိုက်တဲ့ message ကတခြားအဲ့ဒီမှာအပေးအယူတွေမှမျှပြီးတော့နားလည်မှုလွဲထားတာတွေရှိရဆိုရင်ဒီကာလမှာစကားတွေအများကြီးပြောစရာမလိုပဲတယောက်ကိုတယောက်ကြည့်လိုက်ရုံနဲ့သူဘာပြောချင်လဲသူစိတ်ကိုနားလည်နေတဲ့ deep connection မျိုးဒီ February မှာတိစောက်နိုင်လိမ့်မယ် facial curve emotion and feeling ကိုပေးနေတဲ့ကဖြစ်တဲ့အတွက်ကြောင့်မို့လို့တွဲနေတာကြပြီးအိမ်အောင်တွေဆိုတော့လည်းပဲဘယ်လိုပြောရမလဲလက်ထပ်ထားတယ်ဒီအိမ်အောင်တိစောက်ထားတာကြာပြီးအဲ့လိုမဟုတ်ဘဲနဲ့ relationship ထဲမှာကြာနေပြီးဆိုတဲ့သူတွေ February လောက်မှာpattern အသစ်တွေနဲ့စိတ်ပြိုကိုနုပေါ့နော်အချစ်သစ်တွေကိုပြန်လဲပြီးတော့သူနဲ့ကိုယ်နဲ့ကြားထဲမှာ romantic အခြေအနေလေးတွေကိုပြန်ပြီးတော့တိစောက်နိုင်လိမ့်မယ်အခြေအေးကိုပြန်လဲပြီးတော့နှုတ်ပြိုစေလိမ့်မယ်ပေါ့နော်တယောက်နဲ့တယောက်လက်ဆောင်ပေးတာစာလေးတွေပို့တာဖုန်းတွေရင်ငါထပ်ပို့ပြီးတော့အဆက်အသွယ်ရှိတာတိမ်နဲ့တူနေပေမဲ့လည်းသူကလှုပ်သွားတယ်ကိုကအိမ်မှာကြံခဲ့လိုမျိုးဆိုရင်တော့ပဲတယောက်နဲ့တယောက်ဆက်သွယ်နေဖြစ်တာဒီလိုမျိုးလေးတွေရှိလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကောင်းတယ်လို့ပြောရမယ်ပေါ့နော်ဒီ February ကအချိန်မြစ်တာရေးလာလည်းဖြစ်တယ်လို့မျိုးအခုရတဲ့ကက်ကလေးတွေကလည်း romantic feeling ကိုအများကြီးပေးတယ်ဒို့တော်လည်းပဲပေါ့နော် seven of cups အရင်ကမရေမရဖြစ်ခဲ့တဲ့အစီအစဉ်တွေကိုရှိတယ်တယောက်နဲ့တယောက်ကြားထဲမှာရှေ့ဆက်ဖို့အတွက်ဒီအိမ်အောင်ရေးဒီအခြေမြစ်တာရေးကိုရှေ့ဆက်ဖို့အတွက်ဟိုလန်းကိုရှောက်ရမှာလို့ဒီလန်းကိုရှောက်ရမှာလို့ဟိုဟာလောက်ရမှာလို့ဒီဟာလောက်ရမှာလို့တယောက်နဲ့တယောက်အမြင်တွေမတူခဲ့ပဲနဲ့ပေါ့နော်ဘယ်ဟာကိုရွေးလို့ရွေးရမှန်းမသိပဲနဲ့ဒီအိမ်အောင်ရေးလေးဒီအခြေရေးလေးတည်မြဲဖို့အတွက်ဘာဆက်လို့ရမှန်းမသိပဲနဲ့ရွေးချယ်ကြရတယ်အများကြီးရှိနေခဲ့တယ်ဆိုရင်ဒီ February မှာပြပြသားသားတစ်ခုခုရွေးချယ်ပြပြီးတော့အခြေခိုင်ခန့်သွားအောင်လို့ဒီအခြေရေးလေးပို့ပြီးတော့တည်တံ့သွားအောင်ဒီအိမ်အောင်ရေးလေးပို့ပြီးခိုင်မြဲသွားအောင်လို့လမ်းစာတွေပေါ်လာလိမ့်မယ်ကောင်းမွန်တဲ့ကိစ္စရက်တွေလှုပ်ဆောင်ဖြစ်လိမ့်မယ်ပေါ့နော်လက်တွေ့ကြအကောင့်ထဲပေါ်လာနိုင်မှာမျိုးပြောတာအရင်တုန်းက cup ရဲ့ energy တွေနဲ့ပေါ့နော်illusion သို့မဟုတ်စိတ်ကူးရင်တာဒီလိုမျိုးတွေကြားထဲမှာပိတ်မိနေရဆိုရင်ဒီ February မှာကတော့လုံးဝကိုပဲအကောင့်ထဲပေါ်ပြလိမ့်မယ်လက်တွေ့ကြလှုပ်ဖြစ်လိမ့်မယ်ဒီ long relationship ပေါ့နော်အချိန်ကြာကြီးတွဲနေခဲ့တဲ့သူတွေဆိုရင်လည်းဒီ February မှာစစ်သက်တာမျိုးလက်ထပ်တာမျိုးတစ်ခုခုကိုအကောင့်ထဲပေါ်ဖို့အတွက်စီစဉ်ဖြစ်လိမ့်မယ်အိမ်ထောင်တွေဆိုရင်လည်းစုဖို့စောင်းဖို့ပို့ပြီးတော့ဘယ်လိုပြောမလဲလက်ထဲမှာစုမိဆောင်ပြီးတော့ဘွားကိုတစ်ချက်ပို့ပြီးတော့အဆင်ပြေလာဖို့အတွက်နှစ်ယောက်တိုင်ပင်ဖြစ်တာမျိုးတွေလုပ်ဖြစ်လိမ့်မယ်ဆိုတော့တတိထားမှာပါလဲဆိုတော့ seven of cup ပါနေတဲ့အတွက်ကြောင့်မို့လို့တစ်ခါတည်းမှာတယောက်နဲ့တယောက်အထင်လွဲတာဒါမှမဟုတ်လျှို့ဝှက်ချက်လေးတွေထားမိတတ်တဲ့အတွက်ကြောင့်မို့လို့ပြဿနာတွေများတာဖြစ်တတ်တယ်ဆိုတော့ပွင့်လင်းမြင်သာမှုကအရန်ကိုအရေးကြီးပါတယ်လို့ကိုယ့်ရဲ့ priority လေးတွေကိုကိုကသတိပေးခြင်းတယ်ပေါ့နော်ဆိုတော့ဒီအိမ်အောင်ရေးဒီအခြေရေးမှာမင်းတို့အနေနဲ့ပိုကောင်းတာတွေနဲ့ထိုက်တန်နေဆိုတာကိုနှစ်ယောက်လုံးကသိထားဖို့လိုတယ်ငါတို့မှဘာဖြစ်လို့ဒီလိုဖြစ်နေရလဲနင်းနဲ့ငါနဲ့ကဘာဖြစ်လို့အမြဲတမ်းအဆင်မပြေဖြစ်နေရလဲငါတို့ကဘာကြောင့်ဒီလိုဖြစ်နေရလဲဆိုတော့ဘာကြောင့်ဆိုတာတွေထဲမှာပိတ်မိမနေပဲနဲ့နင်ရောငါရောကပိုကောင်းတဲ့ချစ်ချင်းမြတ်တာတွေနဲ့ထိုက်တန်တယ်ဒီငါတို့ရှောက်လန်းနေတဲ့ချစ်ချင်းမြတ်တာ
အခြေရေး lab journey ဒီခရီးလမ်းကြီးမှာအဆင်မပြေတာတွေလည်းရှိမှာပဲအဆင်ပြေတာတွေလည်းရှိမှာပဲစိတ်လှုပ်ရှားရတဲ့အခြေအနေလည်းရှိမှာပဲဒါကိုငါတို့နှစ်ယောက်အတူတူရှာဖွေပြီးတော့ကြော်လွှားကြရမှာဆိုတာကိုသူရောကိုရောလက်ခံထားဖို့လိုတယ်တခါတည်းမှာသဘောထားချင်းမတိုက်ဆိုင်လို့စကားတွေများပြီးရန်နေဖြစ်ပြီးတော့အသေးတွေကွဲရတယ်ဝမ်းနေရတယ်ဆိုရင်လည်းပဲဒီဟာကကိုတို့လူဘဝမှာ experience တစ်ခုအနေနဲ့လူတိုင်းကြုံတွေ့ရတဲ့ဟာဖြစ်တယ်ဒါကိုမင်းရောသူရောကကြော်လွှားနိုင်တယ်ဆိုတာကိုနှစ်ယောက်လုံးသိနေဖို့လိုအပ်ပါတယ်ရှင်ဆိုတော့Paiwan လို့ congratulation လို့ပဲပြောချင်ပါတယ်ရှင်ဆိုတော့ Paiwan ကိုရွေးထားတဲ့သူတွေအားလုံး energy လေး resonate ဖြစ်စေဖို့မျှော်လင့်တယ် energy resonate ဖြစ်တဲ့သူတွေက Kino Pentacle ရဲ့ energy လေးကိုရယူသွားပေါ့ဒါပါလဲဆိုတော့နင်းနေငါရဲ့အခြေကြီးကခိုင်ခန့်လာပြီအဆင်ပြေလာပြီဒီလိုမျိုးလေး comment မှာရေးသွားပြီးတော့ energy claim သွားလို့ရတယ် single လေးတွေဆိုရင်လည်းငါဟာကောင်းမွန်ပြီးတော့လုံခြုံတဲ့အခြေရေးမြစ်တာရေးလေးတစ်ခုကိုဖန်တီးနိုင်တော့မယ်လို့ရေးသွားပါလက်ကနေချရေးလိုက်ခြင်းအပြင်ကိုယ့်ရဲ့စိတ်အတွင်းထဲကိုရိုက်အုံနောက်ထဲကိုထက်ရိုက်တွင်းလိုက်တဲ့လိုမျိုး energy ကိုယူလိုက်ပါလို့ကိုကပြောချင်ပါတယ်ဒီလိုမျိုး free reading လေးတွေကိုအမြဲတမ်းလက်ခံရရှိခြင်းနေဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပါရှင်comment လေးအားလုံးကိုလည်းကို like ဖတ်ဖြစ်ပါတယ်အများကြီးကျေးဇူးတင်ပါတယ်ရှင် personal reading ဝယ်ခြင်းတဲ့သူတွေကတော့ description မှာ link ချပေးထားတယ် Facebook သို့မဟုတ် Telegram သို့မဟုတ် Viber မှာ booking လေးရယူနိုင်ပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်ကိုဖိုင်ဝဲတို့ရေနောက်ထပ် reading လေးနဲ့တူပြန်တွေ့ကြမယ်နော်Hello ဖိုင်တူတို့ရေကဲအခုဖတ်ပေးမှာကတော့ February လရဲ့အချစ်ရေးအခြေအနေဖြစ်ပါတယ်ဆိုတော့ထုံးစံအတိုင်းကိုကဖိုင်တူတို့ရဲ့ current energy ကိုအရင်စစ်ပေးမှာဖြစ်တယ်ဒီ current energy မှာကိုက်ညီမှုရှိရဆိုကမှဆက်ကြည့်ပါရှင်ဖိုင်တူတို့ရဲ့လက်ရှိ current energy ကတော့ the fool major cut the fool မှာ major cut ဆိုတော့ဘဝကိုကြီးမားမားတစ်ခုခုစတင်ဖို့အတွက်အချိန်ယူနေတာမျိုးအရှိန်ယူနေတာမျိုးကိုတွေ့ရတယ်ပေါ့နော် the fools ရဲ့ energy တခုခုကိုကိုယ်ကံကြမ္မာကိုယုံတယ်ပေါ့နော်လူတွေဘေးကသူတွေအားလုံးကဒါကမဖြစ်နိုင်ဘူးနင်လုံးနိုင်မှာမဟုတ်ဘူးအနေရများတယ်လို့မလုံးနဲ့ဆိုပြီးဘလောက်ပဲတားနေပါစေငါကငါရဲ့ကံကိုယုံတယ်ရှေ့မှာကြောက်ရှိနေရဆိုရင်တော့ငါခုံချပစ်လိုက်မှာငါကျိုးပဲ့သွားမှာမဟုတ်ဘူးအဆင်ပြေသွားမှာငါငါ့ကိုငါယုံတယ်ဆိုတော့အဲ့ဒီလိုမျိုးအခြေအနေတစ်ခုပေါ့နော်ကိုယုံကြည်မှုမြင့်မားနေရဲ့အဲ့ဒီလိုမျိုးပဲတစ်ခုခုကို risk ယူပြီးတော့ဆုံးဖြတ်ချက်ချဖို့အတွက်အဆင်သင့်ဖြစ်နေတဲ့အချိန်မှာလာတွေကျယ်တွေရဲ့နမိတ်တွေကလည်းရှိနေတယ်ဆိုတော့ကန်တရားကလည်းအပြေအဝပံ့ပိုးပေးနေတယ်လက်ထဲမှာပန်းလေးတစ်ပွင့်ကလည်းပန်းလေးတွေကလည်းကင်ထားတယ်ဆိုတော့ဘယ်လိုပြောရမလဲရှေ့မှာကြောက်ကြီးရှိနေတယ်ဆိုတော့လက်ရှိမှာကိုယ့်ရဲ့ဖိုင်းတူးတို့အနေနဲ့အဆင်မပြေတာတွေအများများနေတယ်ခက်ခဲတွေများနေတယ်ဆိုရင်တောင်မှပဲအကောင်းမြင်စိတ်ထားပြီးတော့ဘဝကိုဖြတ်တန်းနေတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော် the fools energy တွေကပန်းတွေကလည်းဘေးမှာရှိနေတယ်ဆိုတော့ကဲချိန်တန်ရင်အဆင်ပြေသွားမှာပဲလေငါလုံနိုင်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးပျော်အဆင်မပြေပေမဲ့ပျော်နေတယ်အဆင်မပြေပေမဲ့ပြေသွားအောင်ငါဖြတ်တန်းနိုင်တယ်ဆိုတော့ကိုယုံကြည်မှုမျိုးနဲ့ဘဝကိုရှေ့ဆက်နေတာဆိုတော့ကိုယ့်ရဲ့ဖိုက်တူတို့ကဂျာနီတစ်ခုကိုစတင်ဖို့အခုချိန်မှာလုံနေတာမျိုးတွေ့ရတယ်တချို့တွေအကြောင်းစတတ်တာမျိုးပညာရပ်တစ်ခုကိုစတင်သင်ယူတာမျိုးအလုပ်တစ်ခုကိုစလုပ်တာမျိုးဥပမာဒီလက်ရှိအလုပ်မှာပဲ position အသစ်တစ်ခုနဲ့ဂျာနီဘဝရဲ့ဂျာနီခရီးတစ်ခုကိုစနေတာမျိုးဒီလိုမျိုးပေါ့နော်ဒါတွေကလည်းဘဝကိုဂျာနီတစ်ခုထပ်စတာပဲဒီလိုမျိုးကြောင်းပြီးလို့အလုပ်လုပ်တယ်ဒါဟာလည်းဘဝရဲ့ဂျာနီတစ်ခုပဲအလုပ်တစ်ခုကနေနောက်တစ်ခုပြောင်းနေဒါဟာလည်းဂျာနီတစ်ခုပဲဒါကြောင့်မို့လို့ဘဝရဲ့အစတစ်ခုခုကိုကိုယ့်ရဲ့ဖိုင်တူတို့ကလက်ရှိမှာစနေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့လက်ရှိကအဆင်ပြေနေလားဆိုရင် yes ဒါပေမဲ့လည်းဘယ်လိုမျိုးအဆင်ပြေရလဲဆိုတော့ကြတော့ကြောက်စိတ်မရှိလို့အဆင်ပြေနေတာကို့မှာကြောက်ရွံ့တဲ့စိတ်မရှိလို့ဘေးနားမှာသတိပေးနေတဲ့လူတွေရှိတယ်တားဆီးနေတဲ့သူတွေရှိတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့မသိစိတ်ကိုယုံကြည်နေရမျိုးအဲ့ဒီလိုမျိုးပဲဒီခုစတင်မဲ့ဒီခရီးအစမှာလဲလုံနိုင်တယ်ဆိုတော့ယုံကြည်ချက်ကဘာကြောင့်ရှိနေရလဲဆိုတော့ကိုယ့်ရဲ့ဖိုင်းတူးတို့မှာလုံလောက်တဲ့ experience တွေရှိတယ်လုံလောက်တဲ့ဘဝအတွေ့အကြုံတွေရှိတယ်ဒါကြောင့်မို့လို့လုံရဲတယ်ဆိုတော့စိတ်ကြောင့်မို့လို့မကြောက်တတ်ဘူးဖြစ်နေတာ confidence ရှိတာကိုယုံကြည်မှုရှိနေတာပေါ့နော် risk များတဲ့စတင်ခြင်းမျိုးဥမာစွန့်စားတာပေါ့နော်စွန့်စားတယ်ကုသိုလ်ကံကိုယုံပြီးတော့လှုပ်လိုက်မယ်ဆိုတာမျိုးမထင်မှတ်ထားတဲ့အခွင့်အလမ်းတွေလောလောလတ်လတ်ရုပ်တရက်ရထားတဲ့သူမျိုးတွေလည်းပါလိမ့်မယ်ဒါဟာအလောက်ကိုင်းနဲ့လည်းပတ်သက်နိုင်တဲ့ချက်ချင်းမြေသားနဲ့လည်းပတ်သက်နိုင်တယ်ကျမ်းမာရေးပြန်ကောင်းလာပြီးတော့လက်ရှိမှာပျော်နေတာမျိုးဒီလိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီအထိ current energy မှာကိုက်ညီမှုရှိရဆိုရင်ကိုယ့်ရဲ့ point 2ကိုအခု February လရဲ့အခြေရေးမြေသားရေးလေးကိုဆက်ပြီးတော့နားထောင်လို့ရတယ်ဆိုတော့ဒါလေးတက်ကနဲ့ current energy confirm ကြည့်အောင်မယ်ပေါ့နော်ဒါကတော့အခြေရေးကလက်ရှိအခြေရေးမြေသားရေးနဲ့ကလည်း
ဒီလိုမျိုးပဲကက်နကူကဆက်နေရတွေ့လားအိမ်မက်တင်နောက်ကိုလိုက်နေရကိုအိမ်မက်ထဲမှာပိုင်ဆိုင်ခြင်းနဲ့အမျိုးသမီးလေးရှိမယ်အမျိုးသားလေးရှိမယ်ဒီလိုပုံစံလေးကိုပဲငါကရကျင်တယ်ဆိုတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေအပြေရှာနေတာဘယ်မှာလဲဘယ်ချိန်မှမြငါဒီလိုမျိုးပုံစံလေးကိုရမှာလဲဆိုတာမျိုးဒီလိုမျိုးအိမ်မက်ထဲမှာလိုမျိုးပေါ့နော်အိမ်မက်မက်နေတယ်လို့မျိုးဘဝကိုပေါ့ပါဖြတ်တန်းနေတဲ့သူတွေပျော်နေတဲ့သူတွေဒီလက်ရှိ reading ကိုရွေးမိလိမ့်မယ်ဆိုတော့ဒီအထိ energy ကိုက်နေရဆိုရင်ကိုတို့တွေဆက်ပြီးတော့ဖတ်ကြပါစို့ single နဲ့ relationship နှစ်ယောက်လုံးကိုပြောမယ်ပေါ့နော် oh sorry February လမှာဖိုင်းတူရဲ့ချီနေတာရလို့ရှိမယ်ပြောပြပေးပါရှင် risk ယူထားတယ်ဆိုတဲ့ထုံးစံအတိုင်းကတ်တီရမှာစာကန်ရတယ်လေးသွားသလိုခံစားရတယ် February လမှာဖိုင်းတူရဲ့ချီနေတာရလို့ရှိမယ် Tree of Swords ကိုချက်ချင်းကြလာတယ်ကိုပြောတယ်ကတ်တီကဒီပိုင်းဝမ်းမှာတော့ဒီကတ်ကအရန်ကိုပေါ့ပါနေရမျိုးအန်ပေါင်းစည်းလို့တော့ကလည်းကတ်သားတွေကပါလိုက်တာလို့တောင်ကိုထင်တဲ့အထိဒါကြီးကပေါ့တယ်ခုဒီမှာလေးဖိုင်းတူကိုဖတ်နေရင်မှာကတ်ကလေးသွားတယ်ခံစားရတယ်ကြလာတာလည်း Tree of Swords High Priestess ကပိုင်းဝမ်းမှာလည်းတွေ့ခဲ့တယ်Oh the tower အဲ့ဒါကြောင့်လေးလံနေတဲ့ energy က Page of Cups ဒါပေမဲ့လည်းကြောက်စရာတော့မဟုတ်ဘူးတဖူးချာနေကိုစတင်ထားတယ်လေခရီးတစ်ခုစထားတယ်လို့ကိုပြောခဲ့တယ်လက်ရှိ current energy မှာကလေးကအခုမစရသေးတဲ့သူတွေနင်တို့စကိုစရရမယ်ဆိုတော့ universe ရဲ့ force တွေပါနေတယ်ပေါ့နော်ဆိုတော့ပိုင်း2ကတော့ single တွေက relationship တွေရောဒီ February လမှာစိတ်အတက်အကြအရန်များမယ်အပြောင်းလဲကြီးမားမားတွေဖြစ်မဲ့လားလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အတိတ်ကဒဏ်ရာတွေ single လောလောဆယ် single တွေအတွက်အရင်ပြောမယ်ပေါ့နော် single တွေဆိုရင်လည်းဒီ February မှာချစ်သူကြီးစားထားဖို့မစင်စားသင့်သေးဘူး။ဘာကြောင့်လဲဆိုတော့ဒဏ်ရာတွေမကျက်သေးတာမျိုးကိုတွေ့တယ်ပေါ့နော်။လုံးဝ pure single ကျမကတခါမှရေးစားမထားဘူး။ကျွန်တော်ကတခါမှရေးစားမထားဘူးဆိုတော့သူတွေဆိုရင်တောင်မှပဲဒီ February မှာစိတ်ဒဏ်ရာလေးတွေနဲ့ငယ်ရနိုင်တာမျိုးအထီးကျန်ရတာမျိုးသူများနဲ့ဆက်ဆံရေးတစ်ခုပျက်စီးသွားတာမကြသေးပဲနဲ့ကိုနဲ့လာပတ်သက်တာမျိုးဒီလိုလူမျိုးတွေနဲ့ကြုံရတတ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့အသေးတစ်ခါကွဲထားတယ်တစ်ခါလည်းမကဘူးကွဲထားတယ်လောလောလတ်လတ်ကတော့တယောက်တည်းပဲဖြတ်တန်းနေရဆိုတဲ့သူတွေအချစ်ကိုထပ်ပြီးတော့မကစားသင့်သေးဘူးတဲ့ဒီ February မှာပေါ့နော်။အတိတ်က Tree of Swords အတိတ်ကနာကျင်ခဲ့ရတဲ့အချစ်ရေးတွေဒဏ်ရာတွေတစ္ဆာအဖောက်ခံရမှုတွေကမင်းစိတ်ထဲမှာပြန်လဲစိုးမိုးနေတတ်တယ်ဒီလမှာအချစ်တစ်ကိုကြောက်နေတဲ့စိတ်မျိုးရှိတတ်တယ်ပေါ့နော်။ Tree of Swords and Page of Cups ဘာကြောင့်လဲဆိုတော့ဒဏ်ရာမကျသေးပဲနဲ့နောက်ထပ်တစ်ခုစတင်တာကကိုဘဝတွေကိုဝင်လာမဲ့တခြားတစ်ယောက်ကိုအစင်မပြေအောင်လို့ပြဿနာတွေပေးမိတယ်ဆိုတာမျိုးလည်းဖြစ်တတ်တယ်လို့ကိုရိုင်းကကိုယ့်ရဲ့ဒဏ်ရာဟောင်းတွေကိုမကျက်သေးပဲနဲ့အချစ်တစ်ခုကိုစတင်နေဆိုတဲ့အချိန်မှာအစင်မပြေမှုတွေပဲထပ်ပြီးပေါ်လာတတ်တယ်ဆိုတော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့ single တို့အနေနဲ့ဘာလုပ်တင်တာလဲဆိုတော့ကို healing အရင်လုပ်ပါကိုကုစားမှုတွေအရင်လုပ်ပါ the tower ရဲ့ energy အရာမမျောလင့်ထားတဲ့ရုပ်တရက်အပြောင်းလဲတွေလည်းရောက်လာတတ်တယ် single ဆိုရင်တောင်မှပဲကိုကရေးစားမထားဘူးချစ်ရမှာကြောက်တယ်ဆိုပြီးတော့ပေတေပြီးတယောက်တည်းနေနေရဆိုရင်တောင်ဒီ February ကြကမှာလုံးဝစိတ်ယူပေါက်ပြီးတော့ရေးစားတယောက်ကောက်ထားလိုက်ရောဒီလိုမျိုးတွေလည်းဖြစ်တတ်တယ်ရုပ်တရက်အလဲအပြောင်းတွေကိုHigh to ရဲ့ single play တွေရဲ့ live မှာကြုံရတာမျိုးတွေရှိတတ်တယ်ပေါ့နော်ဆိုတော့ကိုသဘောကျတာတယောက်ဒါမှမဟုတ်ကိုတွဲမိသွားတာတယောက်ဒီလိုမျိုးတွေလည်းဖြစ်တတ်ပြီးတော့ကိုအရန်ကိုသဘောကျနေပါတယ်ဆိုတဲ့သူရှိကနေသူဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တစ်ခုခုကိုမထင်မှတ်ဖက်ကြားလိုက်ရတာမျိုးသိလိုက်ရတာမျိုးကြောင့်မလို့ shock ဖြစ်သွားနိုင်တာမျိုးစိတ်ပျက်စရာအခြေအနေတစ်ခုကိုကြုံရတာမျိုးတွေဖြစ်တတ်တယ်ဆိုတော့လက်ရှိမှာပေါ့နော်ဒီ Pine 2တို့ကပေါ့နော်လက်ရှိမှာဒီ February မှာဘာလို့တင်လဲဆိုတော့ trust your intuition ပဲကိုယ့်ရဲ့မသိစိတ်ကလာတဲ့စကားသံတွေကိုနားထောင်အပြင်ပန်းထက်ပဲကိုယ့်ရဲ့အတွင်းစိတ်ကိုပဲယုံကြည်တယောက်ကချင်းကပ်လာရင်လည်းချက်ချင်းမဆုံးဖြတ်ဖဲနဲ့စောင့်ကြည့်ဒီ Page of Cover ရပေါ့နော်အသစ်ကတော့စတင်မှုရှိရယ်စိတ်တစ်လူတစ်အဲ့လိုမျိုးအစာပြိုးမှုတစ်ခုခုကတော့ရှိရဒီမှာလဲ the fools ကမြင်နေရတယ်ဆိုတော့စတာကကောင်းတယ်ဒါပေမဲ့လည်းလက်ဆက်ပြီးတော့တန့်စင်နဲ့စတင်မှုမျိုးဖြစ်ဖို့ဆိုရင်စိတ်အတွင်းမှာရှိနေတဲ့အညစ်အကြေးတွေကိုအရင်ဆုံးဖယ်ထုတ်ပြရမှာစိတ်အတွင်းမှာရှိနေတဲ့ဒဏ်ရာတွေကိုအရင်ဆုံးကုစားရမှာဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့
နားလဲအောင်မြင်သာအောင်ပြောရမယ်ဆိုရင်တော့ single တွေ February ကရီးစားမထားသင့်သေးတဲ့ကာလဖြစ်တယ်အဲ့ဒီလိုမျိုးပဲရုပ်တရက်အပြောင်းလဲတွေကြုံရနိုင်တယ်ကို cross နေတဲ့သူရဲ့မကောင်းတဲ့သတင်းစကားတော့၎င်းသူရီးစားရသွားပြီဆိုတဲ့စကားမျိုးတော့၎င်းကြားရတတ်တယ်တွဲတာကတယောက်ညားတာကတယောက်ဒီလိုမျိုးတွေလည်းဖြစ်တတ်တယ်ဆိုတော့သတိလေးထားပြီးတော့ဒီ February ကိုဖြတ်တန်းမှာဒဏ်ရာပေါ်ကိုဒဏ်ရာမဆင့်ကျင်ဘူးဆိုရင်ပေါ့ရှင်ဟုတ်ပြီnew love နဲ့တွေ့တတ်တယ်တဲ့ဒီလားချစ်ချင်းမြတ်တာအသက်နဲ့စုံကိန်းရှိရလို့လည်းပြောတယ်ဒါပေမဲ့အဲ့ဒီလိုစုံရတာက night life ပေါ့နော် night out ထွက်ခြင်းပါတီတွေတက်ရင်ဒီလိုမျိုးနဲ့စုံရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတက်နဲ့စတင်ခြင်းမျိုးဖြစ်ဖို့ခဲရင်းတယ်ဒါကြောင့်မို့လို့ပေါ့နော်စဉ်းစားပါလို့ပြောတာဘာပြောနေလဲဆိုတော့လေနှလုံးသားကိုဖွင့်ပြီးတော့အရင်ဆုံးလူတွေကိုဆက်ဆံတတ်ဖို့အတွက်စ조사တင်နေတဲ့မင်းနှလုံးသားကိုဖွင့်ထားမှ abundance love ပေါ့နော်ကောင်းမွန်တဲ့ချစ်ချင်းမြတ်တာကို universe ကမျက်စိကိုပို့ပေးနိုင်မှာဖြစ်တယ်တဲ့အခုကိုယ့်ရဲ့ bhai du တို့ကဘာလုပ်နေရလဲဆိုတော့နှလုံးသားကိုပိတ်ထားပြီးတော့နှလုံးသားတကားကိုပိတ်ထားပြီးတော့အချစ်ကိုမျှော်လင့်နေရဆိုတော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ရင် illusion တွေများတယ်အဲ့ဒီလိုမျိုးပဲတကယ် reality ကိုလည်းမမြင်တတ်ဘူး clarity လည်းမရှိဘူးစိုးရင်ပူပန်မှုတွေနဲ့ပဲများနေတာချစ်ချင်တယ်ဒါပေမဲ့လည်းမျက်စိဖွင့်လိုက်ရင်ပျောက်သွားမယ်အိမ်မက်မက်နေတယ်လို့မျိုးချစ်ချင်စိတ်ဖြစ်နေတာဗာလဲဆိုတော့ယူစားမထားသေးဘူးအသေးကွဲမှာကြောက်နေရမျိုးကိုကအရင်ခွဲလိုက်မယ်ဆိုပြီးတော့ကြတော့ပလေးကျင်တဲ့စိတ်တွေများနေရမျိုးဒီလိုစိတ်တွေကြောင့်မို့လို့ကိုယ့်ရဲ့ဖိုင်းတူးတို့ရဲ့အခြေရင်းမြစ်တာကြီးက February မှာတော့ကောင်းနိုင်ဖို့မရှိသေးဘူးတယောက်တည်းနေနိုင်လေကောင်းနေပါရှင်ဆိုတော့ဒါဟာ single တို့အတွက်ဖြစ်တဲ့ relationship သမားတွေကြည့်ရအောင် relationship သမားတွေကတော့ကတ်တွေကိုမြင်ုံနဲ့တင်သိနိုင်တယ် Three of Swords ဒါပေမဲ့နှစ်ယောက်တည်းကတယောက်ကသစ္စာဖောက်ဖျက်နေတာမျိုးတွေ The Tower နဲ့တွဲပြီးကြလာတဲ့ hybrid ကကြားကခန်းနေတယ်ဆိုတော့ကြတော့ဒီ February မှာနှစ်ယောက်တည်းကတယောက်ကဖုံးကွယ်ထားတဲ့ຢာတွေရှိတယ်ဖောက်ပြထားတဲ့ຢာတွေရှိရဆိုရင်ဘလို့ပဲလုံအောင်ဖုံးပေါ်လာမယ်ဆိုတာမျိုးကိုမြင်ရတယ်ပေါ့နော်ဆက်ဆံရေးတစ်ခုခုကပောက်ကွဲထွက်လာမယ်သဘောအရင်ကဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေပေါ်လာပြီးစကားတွေများတယ်စိတ်တွေနာရတယ်ဒီနေ့ငါပြက်မယ်ဒီလိုမျိုးတွေဖြစ်လိမ့်မယ်မပြက်ချင်လည်းပြက်ကိုပြက်ရမှာသက်ထဝါ energy လုံးဝပျော်နေရနော် तू ကဒီလိုလူမဟုတ်ဘူးငါ့ဝေးရမ်းချစ်တာပဲဆိုပြီးဘလို့မှမထင်ထားတဲ့လူကမထင်ထားတဲ့လောက်ရက်တွေလှုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ဒီ February မှာအသေးတွေကွဲရမယ်ဆိုတာမျိုးကိုမြင်ရတယ်ပေါ့နော်hybrid ကလည်းရှိနေဆိုတော့တယောက်နဲ့တယောက်ကအထင်မြင်လွဲတာတစ်ဖက်လူကကိုယ့်ကိုတစ်ခုခုဖုံးကွယ်ထားတယ်လို့ခံစားရတာမျိုးတွေဒီ February မှာရှိတတ်ပြီးတော့ဆက်ဆံရေးတွေကအေးဆက်အခြေအနေကိုဖြတ်တန်းရလိမ့်မယ်ဒီလကတော့ရေခဲတုံးဖင်ခုထိုင်ထားရတယ်လို့မျိုးဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီ Three Dots and Hybrid ရဲ့ energy ကို The Tower ရဲ့ energy နဲ့ဖြိုချလိုက်နိုင်တယ်ဆိုရင်တော့ကောင်းတယ်။ဘာလဲဆိုတော့တအုံနွေးနွေးဖြစ်နေရ relationship တွေအနေနဲ့အိမ်အောင်တွေအနေနဲ့တွဲလာတာကြာပြီဆိုတဲ့သူတွေအနေနဲ့သူနဲ့ကိုယ်နဲ့ကြားထဲမှာအဆင်ပြေလားဆိုတော့လည်းမပြေဘူးလားဆိုတော့လည်းပြေတယ်။ဒီလိုအခြေအနေကြီးကိုဖြတ်တန်းနေရတာဒါကဘာကြောင့်လဲဆိုတော့တယောက်နဲ့တယောက်တန်တရားတွေကရှိတယ်ဒါပေမဲ့ထုတ်ပြီးမမေးဘူးထုတ်ပြီးမပြောဘူး။စိတ်ထဲမှာပဲတန်တရားတွေဝင်ပြီးပူလောင်နေရတာဒါကိုလည်းဟိုဘက်တစ်ဖက်ကလည်းမရှင်းဘူးကိုကလည်းထုတ်မမေးဘူးဆိုတဲ့အချိန်မှာသူ့ဘာသူဒီ February လမှာပေါ်လာလိမ့်မယ်အဲ့ဒီလိုမျိုးတွေ့ရတယ်ပေါ့နော်သူ့ဘာသူပေါ်လာမှပဲအဲ့ဒီမင်းတို့ရဲ့လက်ခဲတဲလဲဖြစ်နေတဲ့တအုံနွေးနွေးဖြစ်နေတဲ့ပြဿနာကြီးကပြိုကျသွားပြီးတော့ facial curve ရဲ့ energy နဲ့အသစ်စတင်နိုင်တာမျိုးဖြစ်မှာဆိုတော့ပြောချင်တာကဘာလဲဆိုတော့ဒီဆက်ဆံရေးပဲဒါပေမဲ့အဆင်မပြေတာကြီးကလုံးဝပြိုကျသွားပြီးတော့ပြန်ပြီးတော့အဆင်ပြေပြီးတော့ဆွေးနွေးနိုင်သွားတာမျိုးလည်းဖြစ်မယ်ဒါကလူတချို့အတွက်နောက်ကျန်တဲ့လူတချို့အတွက်ကတော့ဒီဆက်ဆံရေးကြီးကလုံးဝပြိုကျသွားမှာဒီလူနဲ့ကိုယ်နဲ့ကိုထပ်ပြီးပတ်သက်စရာမရှိတော့ဘူးအဲ့ဒီလိုမျိုးပြိုကျထားပြီးသားသူတွေလည်းပါလိမ့်မယ်ဒီဘိုင်းတူးကိုယူထားတဲ့သူတွေကတဖူးကြံလေးစထားတာဆိုတော့ကြတော့ခရီးတစ်ခုခုအဆုံးသတ်ထားပြီးတော့ risk ယူပြီးတော့စနေတာမျိုးဆိုတော့အစင်မပြေမှုတွေကြားထဲမှာပြေဖို့ကြိုးစားနေရလို့ကိုပြောခဲ့တယ်ဆိုတော့တချို့တွေကအခုလက်ရှိကိုဒီဆက်ဆံရေးတစ်ခုကအဆုံးသတ်သွားပြီးအသေးကွဲနေတာကွဲနေရင်းနဲ့ပဲအစင်ပြေဖို့ကြိုးစားနေတာဆိုတော့လူတစ်တယောက်ယောက်တို့မဟုတ်တယောက်ယောက်နဲ့စတင်ပြီးစကားပြောဖြစ်တာမျိုးမိတ်ဆက်ဖြစ်တာမျိုးကိုပြန်ပြီးတော့ကုစားဖြစ်တာမျိုးတွေ February မှာလုပ်ဖြစ်လိမ့်မယ်ဆိုတော့ပြောချင်တာကပေါ့နော်ဒီ relationship တမားတွေတယောက်ယောက်နဲ့စတင်ဖို့ကြိုးစားတယ်ဆိုရင်လည်းဒီ February မှာစတင်ခြင်းတွေကမင်းအနေနဲ့မကောင်းနိုင်သေးဘူးရေရှည်အထိပါဖို့အတွက်ခက်ခဲတယ်ဘာကြောင့်လဲဆိုတော့မင်းကိုယ်တိုင်မှာကနှလုံးသားမှာတန်ရာတွေနဲ့အသေးကွဲထားတာမကြသေးဘူးဆိုတော့မကြကိုယ်တန်ရာကမကြက်သေးဘဲနဲ့နောက်တစ်ယောက်နဲ့စလိုက်တယ်ဆိုရင်လည်းဒီတယောက်နဲ့မှလည်းမင်းကတန်တရားတွေနဲ့ပဲဒီဆက်ဆံရေးကြီးကိုရှေ့ဆက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပျော်ရဖို့ကခဲရင်းတယ်နောက်တစ်ခုကနှလုံးသားကိုပိတ်ထားတဲ့သူတွေပေါ့နော်
တော်ပြီငါကမချစ်ရဲဘူးဆိုပြီးတော့မှချစ်ဖို့ကြိုးစားနေတာဟိုငရုတ်သစ္စာမှာကြောက်တယ်ဒါပေမဲ့လည်းစားကျင်တယ်ဆိုပြီးတူတီစားနေတဲ့သူတို့မျိုးပဲပေါ့နော်ဆိုတော့အဖြေကလည်းမရဘူးရက်တဲ့တယောက်တည်းမနေနိုင်ဘူးဆိုတော့လူများကိုပါကိုယ့်ဘဝရဲခေါ်ပြီးဒုက္ခပေးနေတယ်လို့ဖြစ်တတ်တယ်ဆိုတော့ relationship သမားတွေအနေနဲ့ February မှာဘာလုပ်တင်တာလဲဆိုတော့တကယ် reality ကိုမြင်အောင်ကြည့်တကယ်အမှန်တရားကိုမြင်အောင်ကြည့်ရှုပ်ထွေးနေတာတွေကိုရှင်းလင်းအောင်လုပ်ဒါဆိုရင်အဆင်ပြေသွားလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒါက5-2တို့အတွက်ဖတ်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ collective and general reading ဖြစ်တယ်ဒီလိုမျိုး reading ကမင်းအတွက် energy resonate ဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့5-2တို့အနေနဲ့ comment မှာရှင်းလင်းပြသမှုလို့ရေးခဲ့ပြီးတော့ energy claim သွားနိုင်တယ်ဒါကအများစုဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်ချင်းကိုယ့်အတွက်ပဲတည်တံ့ကြည့်ကျင်တယ်ဆိုရင်တော့ description မှာ link ချပေးထားတယ် Telegram တို့မဟုတ် Viber ကနေပြီးတော့ booking လေးလာယူနိုင်ပါတယ်ရှင်ဒီလို free reading လေးတွေကိုအများအားလက်ခံရရှိကျင်နေဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပါလို့ပြောချင်ပါတယ်ရှင်ကို comment တွေအားလုံးကိုလည်း like ပြီးတော့ဖတ်ဖြစ်တယ်ပြီးတော့ကျေးဇူးလည်းအများကြီးတင်ပါတယ်ရှင်ဆိုတော့တက်တာ5-2တို့ရေကိုတို့တွေနောက်ထပ် reading လေးနဲ့တူပြန်တွေ့ကြမယ်နော်